ပဋ္ဌာန်းကိုရွတ်တဲ့ပုဂ္ဂိုလ်တွေတော်တော်များပါတယ်။ဘာရည်ရွယ်ချက်နဲ့ရွတ်တယ်ဆိုတာတော့ရွတ်တဲ့ပုဂ္ဂိုလ်တိုင်းမှာပဲသိပဲ။သို့သောမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ရွတ်ဖို့တော့လိုအပ်တယ်ပေါ့နော်။ရွတ်တယ်ဆိုတဲ့နေရာမှာတချို့ကအန္တရာယ်ကင်းလို့ဆိုပြီးတော့ရွတ်တာရှိတယ်။စီးပွားတက်လို့ဆိုတာရွတ်တာရှိတယ်။အန္တရာယ်ကင်းခြင်းလို့ဆိုတာလဲလူဆန္ဒပဲ။စီးပွားတက်ခြင်းနဲ့ဆိုတာလဲလူဆန္ဒ။လူရဲ့ဆန္ဒတွေအမျိုးမျိုးပေါ့လေ။ပဋ္ဌာန်းကျမ်းကြီးကိုပူဇော်ခြင်းလို့ရွတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းရှိကောင်းရှိနိုင်တယ်ပေါ့အထူးသဖြင့်မြန်မာပြည်မှာအထက်ကရာဆရာကြီးတွေကပြောခဲ့တယ်အဲ့ဒီစကားဟာမြန်မာလူမျိုးတွေသိနေကြတယ်တနေ့တစ်ချိန်ကျတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်ကြီးတွေကွယ်ပြောက်သွားလိမ့်မယ်ကွယ်ပြောက်တဲ့အခါမှာအဘိဓမ္မာတရားကစပြီးကွယ်လိမ့်မယ်အဲ့ဒီအဘိဓမ္မာ9ကျမ်းမှာလည်းပဋ္ဌာန်းကျမ်းကြီးကစကွယ်မယ်ဆိုတော့မကွဲအောင်ပဋ္ဌာန်းပွဲတွေလုပ်ပြီး20အတန်20ရွတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရည်ရွယ်ချက်ကတော့အဲ့တော့ရွတ်တဲ့ပုဂ္ဂိုလ်တွေစီမံတဲ့ပုဂ္ဂိုလ်တွေရဲ့ရည်ရွယ်ချက်ကတော့ဒါပုဂ္ဂိုလ်တွေဆိုင်ရာရည်ရွယ်ချက်ပဲပြောရပေါ့သို့တော့ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ရွတ်ကြမယ်ပူဇော်ကြမယ်ဆိုရင်အမှန်တမ်းကောင်းပါတယ်တချို့ကလည်းရှိပဲပေါ့ကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကအဘိဓမ္မာတရေဆယ်ပြီးလှိုင်ကူထဲမှာရဟန်းတော်တွေအဘိဓမ္မာတရေဆယ်နေကြတယ်အဘိဓမ္မာတရားရဲ့အတိတ်အနဲ့အလေးအနက်ကိုမသိတဲ့အတိတ်ပဲကိုနားမလဲတဲ့လင်းတို့သား900ဟာအဘိဓမ္မာတရားသံတွေကိုကြားရင်ကနေပြီးတော့စိတ်ကြည်နူးမှုရတယ်အဲ့ဒီကောင်းမှုကြောင့်ဂေါတမမြတ်စွာဘုရားလက်ထက်မှာအမျိုးကောင်းသား900လာဖြစ်ပြီးတော့ရှင်သာရိပုတ္တရာထံကအဘိဓမ္မာတပည့်တွေပထမဆုံးအဘိဓမ္မာ9ကျမ်းကိုသင်ခွင့်ရတဲ့ယဟန်900လာဖြစ်လာတဲ့ဆိုတဲ့ story ကိုလည်းပဲဗမာတွေတော်တော်များများသိထားကြတယ်တချို့ကလည်းအဲ့ဒီပဋ္ဌာန်းတန်ကလေးကြားလို့ရှိရင်လင်းတို့တွေအားကြပြီးတော့ပေါ့လေလင်းတို့သားလို့ဒီလိုများဖြစ်မလားလို့အဲ့တော့အဲ့ဒီလောက်လေးတွေမလုပ်ပါနဲ့နော်လင်းတို့ဆိုတာတိရစ္ဆာန်ပဲကိုကတိရစ္ဆာန်အဆက်မှာမဟုတ်ပဲအဲ့တော့ရွတ်ထားမျိုးမဟုတ်ပဲနဲ့အဓိပ္ပာယ်နားလည်လိုက်မယ်ဆိုရင်ပိုမကောင်းပိုကောင်းတာပေါ့အဓိပ္ပာယ်နားလည်မယ်ဆိုရင်ပိုမကောင်းဘူးလားကောင်းတယ်ဒါကြောင့်မို့လို့အဓိပ္ပာယ်နားလည်အောင်ကြိုးစားလို့မှကြည့်မယ်ဆိုလို့ရှိရင်အန္တရာယ်ကင်းမှုရွတ်တာတို့စီးပွားတက်ဖို့ရွတ်တာတို့ဆိုတာမဟုတ်တော့ဘူးသူကအန္တရာယ်ကင်းတယ်ဆိုတာအခြားနည်းတွေအန္တရာယ်ကင်းတာဒါပြင်ပဋ္ဌာန်းကျမ်းရွတ်လို့အန္တရာယ်ကင်းတာမရှိဘူးလို့ပြောတာမဟုတ်ဘူးပဋ္ဌာန်းကျမ်းကြီးကိုရွတ်လိုက်လို့ရှိရင်ပဋ္ဌာန်းဒေသနာတော်ကြီးကိုဘုရားလက်ထက်ကနာခဲ့ရတဲ့တက်တန်းရှိတဲ့နတ်တွေရှိတယ်ရှိတော့အဲ့ဒီနတ်တွေကအေးဘုရားလက်ထက်တုန်းကငါနာခဲ့ရတဲ့အတန်မျိုးခုကြားတယ်ဆိုပြီးတော့သူတို့ကလာနာခြင်းနာမှာပေါ့အဲ့ဒါလို့တကိုးကြီးတဲ့နတ်ကလာနာလို့ရှိရင်ခုနတုန်းကအနှောက်အယှက်ပေးခြင်းနဲ့ဒီနတ်ဆိုးတွေဘာတွေကထွက်ပြေးကုန်တာပေါ့သူကသူဟောအန္တရာယ်ကင်းသွားတာပေါ့ဒီလိုလဲရှိတာပေါ့နော်ခုခေတ်မှာလူကြီးတွေလာတယ်ဆိုရင်ပြေးရတယ်လို့ပေါ့နော်ရှင်းပြီးသားဖြစ်သွားတယ်လေအဲ့ဒါလိုပဲတကိုးကြီးတဲ့နတ်တွေလာလို့ရှိရင်အနှောက်အယှက်ပေးခြင်းနဲ့ပါဝါအားနေတဲ့နတ်ဆိုးတွေနတ်မိစ္ဆာတွေကဖယ်သွားတယ်အဲ့ကြတော့အန္တရာယ်ခင်းတာပေါ့ဒီလိုတော့အန္တရာယ်ခင်းတယ်သို့သောကိုလှုပ်တဲ့အလုပ်ကမကောင်းတဲ့အလုပ်ကိုလုပ်ပြီးတော့ဟေတုပစ္စယောနဲ့ကာကွယ်ရင်တော့လည်းသိတော့မဟုတ်တော့ဘူးမန္တန်သဘောမျိုးလို့ယူဆပြီးတော့ရွတ်ရင်တော့လည်းသိတော့မကောင်းဘူးပေါ့အဲ့တော့ရွတ်တယ်ဆိုတာရည်ရွယ်ချက်မှန်မှန်နဲ့ရွတ်မှကုသိုလ်လည်းရမယ်ပေါ့နော်တကယ်စဉ်းစားဆင်ခြင်ပြီးတော့ရွတ်မယ်ဆိုလို့ရှိရင်ပဋ္ဌာန်းရွတ်ရင်ရွှေရင်မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးကိုလည်းသိလာလူဘဝနေရတာလည်းပဲဟောဒီအကြောင်းတွေနဲ့အကျိုးတွေနဲ့နေလာတာဗမာစကားမှာပြောလို့ရှိတယ်မို့လားအကြောင်းညီညွတ်ရင်အကြောင်းညီညွတ်ရင်လည်းပြောတာအကြောင်းညီညွတ်အောင်လုပ်ဖို့ပဲလိုတာပေါ့အကြောင်းညီညွတ်ရင်ကျွန်တော်လည်းပြင်ကလာခဲ့ပါမယ်အကြောင်းညီညွတ်ရင်ဟောအကြောင်းဆိုတာညီညွတ်မှဖြစ်တာအဲ့ဒီအကြောင်းတွေကိုနားလည်လို့ရှိရင်အကြောင်းကိုညီညွတ်အောင်ဖန်တီးလို့ရတယ်တဲ့ကြည့်လေလူဖန်တီးလို့ရတာအကြောင်းညီညွတ်အောင်ဘယ်လိုလုပ်တော့ဆိုရင်မျိုးစိတ်လေးတစ်စိတ်ကအပင်ပေါက်စေခြင်းလို့ရှိရင်အကြောင်းညီညွတ်အောင်လုပ်ပေးလိုက်တယ်မြေထဲမှာချဆိုင်ရေလေးလောင်းပေးတာဒါအကြောင်းညီညွတ်အောင်လုပ်ပေးလိုက်တာပဲလေကိုကနေပြီးတော့တစ်ပင်ကိုမန်းမှုတ်ပြီးတော့အပင်ပေါက်အောင်လုပ်ခိုင်းလို့မှမရတာ
ဘာလုပ်ပေးရတော့မြေနဲ့ရေနဲ့တွေ့ပေးတာဗျမြေနဲ့ရေနဲ့တွေ့ပေးတယ်ပိုးကောင်မွားကောင်ဖယ်ရှားပေးတယ်နေဘူးလေးတွေရအောင်လုပ်ပေးတယ်ဒီနည်းဖြင့်သစ်ပင်လေးကမျိုးစေ့လေးကအပင်လေးပေါက်လာပြီးတော့ရှင်သန်လာတာမဟုတ်လားဒါအကြောင်းတရားတွေညီညွတ်အောင်လုပ်ပေးတာသဘောပဲအဲ့ဒါလိုပဲပဋ္ဌာန်းတရားတော်တွေရဲ့သဘာဝကိုသိလာလို့ရှိရင်ကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အခြေအနေအရရဟာဘာကြောင့်ဖြစ်တယ်ဆိုတာကိုနားနေသဘောပေါက်လာဖြစ်လာလို့ရှိရင်ဩဒီအကြောင်းကြောင့်ဖြစ်နေတာကိုဒီအကြောင်းကိုဖယ်လိုက်ရင်ဒီအကျိုးမရှိတော့ဘူးပေါ့ကိုမလိုချင်တဲ့အကျိုးတွေကိုထွက်နေတယ်ဆိုရင်ငါမှမလိုချင်တဲ့အကြောင်းတရားတွေရှိနေတယ်အဲ့ဒီမလိုချင်တဲ့အကြောင်းတရားတွေကိုဖယ်လိုက်တာနဲ့တပြိုင်တည်းမလိုချင်တဲ့အကျိုးတွေလည်းပြုတ်သွားမှာပဲဩငါမှလိုချင်တဲ့အကြောင်းတရားတွေမရဘူးဘာလို့တော့ငါမှလိုချင်စရာကောင်းတဲ့အကျိုးတရားတွေကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေမရှိသေးဘူးဆိုဟောထူထောင်ပေးရမှာပေါ့အဲ့ဒီအကြောင်းတရားတွေကိုထူထောင်ပေးလိုက်တာနဲ့တပြိုင်တည်းကိုလိုချင်တဲ့အကျိုးတရားတွေရလာမှာပဲလေဒါလောကကြီးမှာတေချာစဉ်းစားရင်အရာခတ်သိမ်းဟာအကြောင်းနဲ့အကျိုးကြီးပဲ